ငွေကြေးခြေစလုံးငွေပတ်စံကြောင်ခေါင်းနဲ့တိတ်မရှိဘူးဆိုတဲ့လူတွေအတွက်ဒီဖုန်းကမျက်လုံးမိတ်ပြီးဝယ်ပလိုက်လို့ရတယ်အထာကြမယ်ရိုးရှင်းမယ် performance ကောင်းမယ်ဒီဖုန်းကလေမိုးဝေးထဲမှာပါအသုံးပြုနိုင်တဲ့ Rain Test 2.0 Ultra Sonic Fingerprint 5 meter အထူရှိတဲ့လက်အိတ်ကိုမချွတ်ဖဲအသုံးပြုနိုင်မဲ့ Glass Test နည်းပညာ She Super Protection IP68 IP69 Water and Dust Resistant တွေအားလုံးပါပြီလား1.5 meter အနက်ရှိရဲ့ရေထဲမှာမိနစ်30ခန့်လောက်ထိအေးဆေးဆေးရေစိမ်ခံတဲ့ကောင်အားလုံးပဲမင်္ဂလာပါရွှေပြည်နယ်မိုဘိုင်းကနေနှွေးထွေးစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့မြတ်မရာမောင်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့OnePlus ရဲ့ latest and greatest နောက်ဆုံးထွက် series ဖြစ်တဲ့ OnePlus 13 series အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလိုမျိုးနောက်ဆုံးထွက်ဖုန်းတွေကိုဝယ်ယူခြင်းနေဆိုရင်ကျွန်တော်ရွှေပြည်နယ်မိုဘိုင်းရဲ့လမ်းလိပ်စာကမန္တလေးမြို့မဟာအောင်မြို့နဲ့42လမ်းလမ်း80 81လမ်းမှာဖွင့်လှစ်ထားပြီးတော့ကျွန်တော်ရွှေပြည်နယ်မိုဘိုင်းရဲ့ hotline ဖုန်းနံပါတ်ကတော့3996လုံးတင်ကားနဲ့3996လုံးတင်ကား3လို့ပဲဖြစ်ပါတယ်ကျွန်တော်ဆိုင်မှာဆိုတော့ဒီလိုမျိုးနောက်ဆုံးထွက်ဖုန်းတွေကမကဘဲနဲ့မြန်မာငွေ3ကျော်တန်ဖုန်းကနေပြီးတော့360 300တန်ဖုန်းတွေထိကိုမှပါကင်ရောစက္ကန့်ရောဈေးနှုန်းချိုတာမှန်ကန်စွာအာမခံပြေးဝါနဲ့ရောင်းချပေးနေတဲ့မိုဘိုင်းဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်